နောက်စိန်ခေါ်အန်တီမိုနီသည်တာမန်အားဖြင့်ငွေကဲသို့ဖြူပြပြအဆင်းရှိပြီးမာရဲကျွတ်ဆက်သောတထုတစ်မျိုးဖြစ်သည်ခနောက်စိန်တထုတသက်မှာများစွာအသုံးမဝင်လာပေသို့သောအခြားပစ္စည်းများနှင့်ရောဆက်၍တထုဆက်ဖြစ်လာသောအခါစက်မှုလုပ်ငန်းများတွင်တည်ကျဲအသုံးဝင်လာသည်အီဂျစ်နှင့်မက်ဆာပိုတေးမီးယားဒေသတို့မှာလွန်ခဲ့တဲ့ BC 3000ထဲနဲ့ခနောက်စိန်နဲ့ပြုလုပ်ထားတဲ့ပစ္စည်းကိုတွေ့ရှိခဲ့ရတယ်။ဒါပေမဲ့ခနောက်စိန်ကို1909ခုနှစ်ဂျာမန်ဓာတုဗေဒပညာရှင်အန်ဒရီယပ်စ်ဒဘယ်ဘီယပ်စ်ကတိကျသက်သက်သူဖြင့်သတ်မှတ်ခဲ့။ခနောက်စိန်တည်တံ့သည့်အဓိကကျသည်ဟုမဆိုလိုနိုင်တော့လဲစစ်လက်နက်ပစ္စည်းခဲယမ်းကြောက်တွေပြုလုပ်ရမှာတော့မတုံးမဖြစ်သုံးဆွဲနေရတယ်။အဓိကအားဖြင့်ခနောက်စိန်ကိုအခြားသတ္တုများနဲ့ရောဆက်ပြီးသတ္တုဆက်များအဖြစ်သုံးလာကြတယ်။ဘက်ထရီအိုးခဲပြားများဓာတ်အားပေးလုပ်ငန်းဆက်သွယ်ရေးကိရိယာများပုံနှိပ်စလုံးများဂေဟဆောက်လုပ်ငန်းများခဲယမ်းမီးကျောက်များတားတိုက်ဆေးဘူးခွန်များတွင်ပုံမှုသုံးပြုကြတယ်။တကဘာလုံးမှာထွက်သမျှခနောက်စိန်သတ္တုရိုက်များအနက်ရာခိုင်နှုန်း80ခန့်ကိုတရုတ်နိုင်ငံဟူနန်နယ်မှတူဖော်ရရှိရဲ့။ပြင်သစ်အာရှမိုင်းနာချက်စလိုဗာကီးယားဘိုလီးဗီးယားမက္ကဆီကိုနိုင်ငံတွေကလည်းထိုသတ္တုရိုက်ကိုတူဖော်ရရှိရဲ့။မြန်မာနိုင်ငံမှာဆိုရင်တော့ခနောက်စိန်ကိုစိတ်ခမီခရိုင်မော်လမြိုင်တောင်ဘက်ကလဲကြောင်ရွာအနီးတံပြူစရဲ့အရှိမြောက်ဖောင်းဆယ်ရွာအနီးဇင်းကြိုင်အရှိကရိုက်အနီးတာစီရွှေညောင်မိရထားလန်းလေပြင်းဒေသတဝိုက်နေကရားပြည်နယ်တို့တွင်တွေ့ရှိနိုင်သည်ခနောက်စိန်ရဲ့ထူးခြားစိတ်ဝင်စားဖွယ်အချက်တွေကတော့ရှိခိလူတွေကကိုအလားဆင်ခြင်းနဲ့ဈေးဝါးတွေမှာအသုံးပြုခဲ့ကြတယ်အမျိုးသမီးတွေမျက်ခုံးနဲ့မျက်တောင်ဆိုစီပြုလုပ်ရာတွင်လည်းအသုံးပြုခဲ့ကြတယ်မိချင်းနဲ့မိရှူမိပန်းများပြုလုပ်ရမှာလည်းအသုံးပြုလျက်ရှိကြတယ်